အရင်ပိုင်းမှာတော့မိုရီကရက်ဆက်ကန်နာယာဒန်းချမ်းကိုတခြားသူတွေကိုခေါ်ဝင်နေကတယောက်ကိုပွိုင်း1000စီယူပါတယ်။ဒီအပိုင်းရဲ့အစမှာတော့နတ်ဖျားပိုင်တို့ကထိုင်ပြီးစကားပြောနေကြကမျက်မှန်တဲ့တယောက်ကနတ်ဖျားပိုင်ကိုဒီကောင်းလေးကအနာဂတ်ကောင်းပေးမဲ့နည်းနည်းတော့ပေါ်စားတယ်ဆိုပြီးပြောလိုက်ခါတော့နတ်ဖျားပိုင်ကဘာဖြစ်လို့လဲအကောင်လေးကတင်းငိမ့်နဲ့အေးဆေးတယ်ဘလို့ပေါ်စတာလဲဆိုပြီးပြန်မေးနေပါတယ်။မျက်မှန်တယောက်ကနိုင်ရင်ရဲ့အဖိုးနိုင်တိုင်ရန်ရှာချင်းเจ้าရဲ့ပမောက္ခဖြစ်ပါတယ်။အဲ့ဒါနဲ့နိုင်တိုင်ရန်ကသူကတခြားចောင်းသားတွေကိုကန်နာယာဒန်းချမ်းရှင်းဖို့ကိုပွိုင်းတွေတောင်းနေတယ်လေဆိုပြီးပြောလိုက်တဲ့အချိန်မှာနတ်ဖျားပိုင်ကအဲ့ဒါကပုံမှန်ပလေးမဟုတ်ဘူးလားအဲ့မှာအမြဲတမ်းအဲ့လိုဖြစ်နေတာပဲကိုဆိုပြီးပြန်ပြောလိုက်တော့နိုင်တိုင်ရန်ကစိတ်တူသွားကဒါပေမဲ့သူတစ်ခါဝင်ရင်လူ39ယောက်တောင်ခေါ်ဝင်နေလေပြီးတော့အဲ့လူတွေအားလုံးကအမစ်ရှင်ကိုမလုံနိုင်လို့အဲ့နေရာမှာရက်နေတဲ့သူတွေလေးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နတ်ဖျားပိုင်ကရေနေကသူတစ်ခါဝင်ရင်39ယောက်တောင်ခေါ်ဝင်တာလားသူအဲ့အကြံကိုဘဲကရလဲမသိဘူးငါတောင်သူပွိုင်းနေပဲယူမှာစိုးရိမ်နေတာဆိုပြီးပြန်ပြောလိုက်တော့နိုင်တိုင်ရန်ကစာပွဲခုံကိုရိုက်ချလိုက်ကအကြီးကဲဘိုင်းခမရလဲတည်တာပဲမဟုတ်ဘူးလားအကြောင်းကဘာလို့သူတို့ကိုအမစ်ရှင်ပေးထားလဲဆိုတာသူတို့အဒန်းချမ်းကြီးကိုရှင်းနေတဲ့အချိန်မှာငါတို့ကတကယ်တော်တဲ့သူကိုရွှေ့လို့ရအောင်လုပ်ပေးထားတာလေအခုဟာကသူတို့တွေအကုန်အောင်သွားကုန်ပြီးအဲ့ဒါအကောင်လေးမိုရီเจ้าလေးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နတ်ဖျားပိုင်ကရေနွေးတောက်နေကငါတိတာပေါ့အမစ်ရှင်အတွက်စီကန်းတွေကိုကကြောင်းကပဲထုတ်တာလေးပြီးတော့အကောင်လေးကလည်းပါစီကန်းမှမဖောက်ထားဘူးဆိုပြီးရုတ်တီကြီးနဲ့ငါကအမစ်ရှင်ကိုမကြိုက်တာတော်တော်ကြာနေပြီးတကယ်အရေးချင်းရှိတဲ့သူတွေကအဲ့နေရာမှာပဲရက်နေကြတာဘာလို့လဲဆိုတော့လူတွေနဲ့စကားမပြောရမှကြောက်ကြတော့အဖွဲရှာမရပဲဖြစ်နေကြတယ်ငါတော့အကောင်လေးလှုပ်လိုက်တာကောင်းတယ်လို့ပဲမြင်နေဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အကြီးကဲမင်းအံဝင်ကလေးငါတို့ရဲ့အမစ်ရှင်ကိုဖွဲ့စည်းထားတာလဲကြားနေပြီဆိုတော့ငါတို့နည်းနည်းပြင်လိုက်ရင်ကောင်းမယ်ထင်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့ပမောက္ခနိုင်တိုင်ရန်ကလည်းစိတ်တူပြီးထလာကမင်းတို့နှစ်ယောက်ကငါ့ကိုပေါင်းပြီးဖြစ်ပြောနေတယ်ပေါ့လေဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နတ်ဖျားပိုင်ကပြုံးပြုံးလေးနဲ့ပဲခမရသားမိုးရီကိုတွားထိလို့ကတော့ငါရန်ချမ်းခမ်းမကိုတစားစီလုတ်ပြစ်မယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့အကြီးကဲနိုင်တိုင်ရန်ကထပြန်သွားခါတော့အကြီးကဲမင်းအံဝင်ကအကိုကြီးနိုင်ကတော့သူ့ရဲ့စိတ်ကိုဘယ်တော့မှပြောင်းမယ်မထင်ဘူးဆိုပြီးနတ်ဖျားပိုင်းကိုပြောလိုက်ကနတ်ဖျားပိုင်းကလည်းဟုတ်တယ်သူ့ကိုတော့ဘယ်သူမှနားချနိုင်မယ်မထင်ဘူးတယောက်ယောက်တော့ရှိရမယ်ထင်တာပဲဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာတော့ကန်နာရရေကန်ကိုပြနေကမိုရီကတော့ကန်နာရရေကန်သားမှာအသီးစားလိုက်သူ့ရဲ့စာကေးတွေကိုလည်းဘယ်တင်လိုက်လုပ်နေပါပြီမိုရီရဲ့အယိုးချောက်ကာကွယ်နဲ့နှေးကွေးချင်းချိန်စာစကေးလဲပဲ20ဖြစ်သွားပါတယ်နောက်တစ်ခါမှာတော့လူတစ်ကြိုဆိုပွဲမစခင်တနာရီလိုမှာတော့ရှီယူနဲ့ဆောင်းမင်းတို့ကအခန်းဖော်ဖြစ်သွားကရှီယူကငါနှစ်ယောက်နေတဲ့အခန်းရွှေ့ထားတာငါမှပွိုင်းတွေတိတ်မရှိလို့လေငါရဲ့အခန်းဖော်ကနေဖြစ်နေတာဆိုတော့ကံကောင်းတာပေါ့ဆိုပြီးပြောနေကဆောင်းမင်းကလည်းငါလဲတူတူပါပဲဆိုပြီးပြောနေပါတယ်ဒီလိုနဲ့ရှီယူကလပ်မထောင်ပြလိုက်ကဒီနေ့ညစာကိုတော့ငါဝယ်ကျွေးလိုက်မယ်ဆိုပြီးပြောလိုက်ကဆောင်းမင်းကရပါတယ်ရှီယူဆိုပြီးပြောနေကကောင်းချောလေးဖန်ယူကလည်းအကြောင်းကိုရောက်နေကကောင်းမလေးတွေကတော့ဖန်ယူကိုကျွေးစင်းနေကြပါတယ်အဲ့ချိန်မှာဖန်ယူကအနောက်ကိုလှည့်ကြည့်နေကဆောင်းမင်းနဲ့ဖန်ယူကိုတွေ့သွားပြီးရှီယူလိုနာကိုတွားလိုက်ကကောင်းမလေးတွေဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရှီယူကဖန်ယူကိုနင်းကတော်တော်ပေါ်ပူလာဖြစ်နေတာပဲဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာဆောင်းမင်းကဖန်ယူကိုနင်းလင်မိုရီကိုတွေ့သေးလားဆိုပြီးမေးလိုက်တဲ့အချိန်မှာတော့ဆောင်းမင်းကနဖူးကိုကင်ပြီးခေါင်းလိုက်ကျသွားကနောက်တစ်ဖက်မှာတော့မိုရီကလည်းဘယ်နှစ်ဆက်နှစ်ရောက်သွားပြီးငါရဲ့လဲဘယ်နှစ်ဆက်နှစ်ရောက်သွားတာနဲ့ငါရဲ့ကြမ်းတဲ့စကေးတွေလဲဘယ်နှစ်ဆက်နှစ်ကိုရောက်လာတာပဲဆိုပြီးပြောနေကဒန်းချမ်းအပြင်ကိုပြန်ထွက်လာပါတယ်ဒန်းချမ်းအပြင်ရောက်ချင်းမှာပဲမိုရီကသူ့ရဲ့ point တွေကိုကြည့်နေကငါရဲ့ point တွေကအခု3သိန်းခွဲရှိတယ်ဆိုတော့ငါလည်းလက်စကေးစာလေးဝယ်ဖို့က4ခုပဲရအောင်မှာပေါ့အဲ့စာလေးတွေကတစ်ခုကို8000တောင်ဆိုတော့4ခုတည်းနဲ့ကမလောက်သေးဘူးငါ point တွေအများကြီးရအောင်ရှာရအောင်မယ်ဒါပေမဲ့အခုတော့ငါလူတစ်ကြိုဆိုပွဲကိုတွားရမယ်ဆိုပြီးပြောနေတာနောက်တစ်ခါမှာတော့လူတစ်ကြိုဆိုပွဲနာကိုပြနေပြီးလူတွေလည်းရောက်နေကြပါတယ်ရှီယူတို့ကပါရောက်နေပြီးရှီယူကမိုးရီအခုချိန်ထိလဲမလာသေးဘူးကောဆိုပြီးပြောနေတဲ့အချိန်မှာပဲဖန်ယူကဟိုမှာတူလာနေပြီးဆိုပြီးပြောလိုက်ကမိုးရီကတော့တလန်းချင်းစီလာနေကဒန်းချမ်းထဲကနေတန်းထွက်ပြီးလာတာဆိုတော့တိုက်ပွဲအရှိန်ဝါတွေကမပြောက်သေးပဲအော်ယာတွေကပက်ပက်လဲမှာပြန်နှံနေပါတယ်အဲ့လိုပုံစံနဲ့မိုရီကိုတွေ့လိုက်ရတဲ့ရှီယူတို့ကလည်းကြက်သိန်းတွေထကုန်ပြီးချွေးတွေပါပြန်နေကသူတော်တော်တန်မာလာတာပဲသူ့ကိုကြည့်ရတာခုမှတိုက်ပွဲကနေပြန်လာတယ်လို့ပဲဆိုပြီးပြောနေကြပါတယ်မိုရီကိုမြင်သွားတဲ့တခြားအကြောင်းသားတွေကလည်းအဲ့ဒါနိုင်ငံချန်ပီယံလင်မိုရီမလားသူ့ကိုကြည့်ရတာပြောင်းသွားတယ်လို့ပဲငါတော့သူ့ကိုကြောက်တယ်ဆိုပြီးမျိုးစုံပြောနေကြပါတယ်အဲ့ချိန်မှာရှီယူကဟေ့လူတော်လေးဆိုပြီးမိုရီကိုလမ်းခေါ်လိုက်ပါတယ်အဲ့ဒါနဲ့မိုရီကလည်းရှီယူတို့3ယောက်ကိုတွေ့သွားကနင်းတို့တွေအားလုံးရောက်နေကြတာပဲဆိုပြီးပြန်နှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့ရှီယူကဟုတ်တာပေါ့ငါတို့အားလုံးကဒီကចောင်းသားတွေဖြစ်သွားပြီဆိုတော့လာရမှာပေါ့ဆိုပြီးပြောနေကဆောင်းမင်းကလင်မိုရီနင်းလည်းပဲဘလောက်ရောက်သွားပြီလဲဆိုပြီးမေးလိုက်တော့မိုရီက
နစ်ဆက်နစ်ဆိုပြီးပြန်ပြေးလိုက်တဲ့အချိန်မှာရှိယူတို့၃ယောက်ကလည်းမယုံနိုင်ဖြစ်သွားကငါတို့မတွေ့တာမှရက်ကနဲနဲပဲရှိသေးတာကိုနင်ကဘလို့ဖြစ်လို့အဲ့လောက်လဲပဲမြင်မြန်တက်သွားတာလဲဆိုပြီးပြောနေပါတယ်မိုရီကတော့စိတ်ထဲကနေငါသာဟိုကောင်းတွေကိုမကူလို့ကတော့ငါလည်းပဲနစ်ဆက်၄လောက်ရောက်နေလောက်တယ်ဆိုပြီးပြောနေပါတယ်အဲ့ချိန်မှာဖန်ရွေကဒီเจ้าမှာဒန်းချမ်းခမ်းမရှိတယ်ဆိုအဲ့မှာကဒန်းချမ်းကူတောင်းလျှော့ခြင်းရင်ပွိုင်းတွေနဲ့ပေးလို့ရတယ်မလားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရှိယူကမိုရီကိုနင်ကနိုင်ငံချန်ပီယံဆိုတော့ပွိုင်းတွေတော့အများကြီးရှိမှာပေါ့ဒါပေမဲ့ပွိုင်းတွေကရှာရခတ်တယ်နော်နင်လျှောက်လျှောက်မတုံးလိုက်နဲ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့မိုရီကဟုတ်လို့လားငါတော့အဲ့လိုမထင်ပါဘူးဆိုတဲ့ရုပ်လုံးနေပါတယ်ဒီလိုနဲ့လူတစ်ကြိုဆိုပွဲကလဲစလာကရှာကျင်ကျောင်းကဆရာတွေကအားလုံးကိုကြိုဆိုပါတယ်မင်းတို့တွေအားလုံးအရင်ကမင်းတို့ကျောင်းမှာအတော်ဆုံးကျောင်းသားတွေဖြစ်မယ်ဆိုတာတော့သိတယ်ဒါပေမဲ့ဒီမှာတော့မင်းတို့တွေအားလုံးကလူတစ်တွေပဲဒီကျောင်းမှာကကျောင်းသားကျောင်းသူတွေကိုအဆင့်၃ဆင့်ခွဲထားတယ်ပုံမှန်ကျောင်းသားအဖွဲ့ဝင်ကျောင်းသားနဲ့အဆင့်ဌာနကကျောင်းသားကျောင်းသူတွေဆိုပြီးတော့မင်းတို့တွေစူးစမ်းပြီးအဆင့်တက်အောင်လုပ်ကြပါအဆင့်လိုက်မင်းတို့တွေရမယ့်ဆုလက်တွေကလည်းမတူဘူးဆိုပြီးရှင်းပြနေကပြီးတော့ငါတို့ကျောင်းမှာစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပြိုင်ပွဲလေးတစ်ခုရှိတယ်။အဲ့ပြိုင်ပွဲကလူတိုင်းစိတ်ဝင်စားမဲ့ပြိုင်ပွဲလေးပဲ။အဲ့ဒါကတော့မင်းတို့လူတစ်လေးတွေနဲ့ဒီမှာရှိတဲ့စီနီယာတွေရဲ့တိုက်ပွဲပဲ။စီနီယာတွေကသူတို့တိုက်ချင်တဲ့သူတွေကိုပွိုင်းတွေနဲ့စိန်ခေါ်လို့ရတယ်။အဲ့ဒါကိုလူတစ်လေးတွေကတော့ညှင်းချင်လဲရတယ်။နိုင်သွားရင်တော့စီနီယာတွေရဲ့စိန်ခေါ်တဲ့ပွိုင်းတွေကိုရမယ်။ရှုံးသွားရင်တော့ဘာမှပြန်ပေးစရာမလိုဘူး။မင်းတို့တွေမှာပွိုင်းတွေတိတ်မရှိသေးတဲ့အချိန်မှာတော့ဒါကမဟာခွင့်ရေးကြီးပဲနော်။အရေးချင်းရှိတဲ့ចောင်းသားတွေမင်းတို့ရဲ့အစွမ်းတွေကိုပြကြပါဆိုပြီးရှင်းပြနေပါတယ်။ဒီလိုနဲ့အပေါ်ကနေကြည့်နေတဲ့နတ်ဖျားပိုင်ကတော့အရေးမပါတဲ့ပွဲပဲစီနီယာတွေကိုတုံးပြီးလူတစ်လေးတွေကိုသူတို့နေရာသူတို့တီအောင်လုပ်တဲ့ပွဲမလားပြင်းဖို့ကောင်းတယ်ဆိုပြီးပြောလိုက်ကနိုင်တိုင်ရန်ကအဲ့လူတစ်တော်တော်များများကပြည်နယ်ချန်ပီယံတွေဆိုတော့တော်တော်မာနထောင်ကျွမ်းနေကြမှာလေးဒါမှသူတို့နေရာကိုသူတို့တီမှာဆိုပြီးပြန်ပြောလိုက်တဲ့အချိန်မှာတော့နတ်ဖျားပိုင်ကမိုရီကိုဘသူကများစိန်ခေါ်မလဲမသိဘူးဆိုပြီးပြောနေကအကြီးအကဲမင်းအန်ဝင်ကဘသူမှတော့အဲ့လောက်မယူကြဘူးနေမှာဆိုပြီးပြန်ပြောနေပါတယ်လူတစ်လေးတွေကတော့ငါတို့ရှုံးရင်ဘာမှပေးစရာမလိုဘူးဟုတ်လားနိုင်ရင်တော့ငါတို့ကပွိုင်းတွေရအောင်မယ်မစိုးပါဘူးဒါပေမဲ့စီနီယာတွေကငါတို့ထက်လက်ပဲတွေကအများကြီးပိုတာနေမှလေငါတို့ရဲ့စကေးတွေကလည်းသူတို့ထက်အများကြီးနဲ့နေမှဆိုပြီးပြောနေကြကစီနီယာကိုအမတွေနဲ့လူတစ်လေးတွေကတော့တိုက်ခိုက်ဖို့စိတ်လှုပ်ရှားနေကြပါတယ်အဲ့ချိန်မှာတိုက်ခိုက်ကွင်းတစ်ခုကိုဖန်တီးလိုက်ကစိတ်မပူကြပါနဲ့ရှင်ပြိုင်သူနှစ်ယောက်ရဲ့ level ကိုက level အနှိမ့်တစ်ယောက်နဲ့တူတူဖြစ်သွားအောင်လုပ်ပေးမှာပါပြီးကြရင်မင်းတို့ရဲ့အသက်အန္တရာယ်ကိုလည်းကာကွယ်ပေးမှာပါအနီးနားမှာလည်းနတ်ဖျားအစဉ်ကုသသူတွေလည်းရှိတယ်ဆိုတော့လွတ်လွတ်လပ်လပ်တိုက်ခိုက်ကြပါဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲစီနီယာများသမားတစ်ယောက်ကဂျူနီယာများသမားတစ်ယောက်ကိုစိန်ခေါ်လိုက်ပါတယ်ဂျူနီယာများသမားကလည်းလက်ခံတယ်ဆိုပြီးပြန်ပြောလိုက်ကအနောက်ကသူတွေကတော့အဲ့ဒါပြီးနဲ့အဆင့်ချန်ပီယံမလားစကတဲ့ကကြီးကောင်းနေပြီဆိုပြီးပြောနေကြကမိုရီကိုလည်းအနောက်ကနေငါမင်းကိုစိန်ခေါ်ရဲဆိုပြီးပြောလာကအဲ့သူကတော့လင်းစန်းဖြစ်ပြီးလင်းစန်းကမင်းကနိုင်ငံချန်ပီယံမလားမင်းကစိန်ခေါ်တာကိုတော့လက်ခံမှာမလားဒါမှမဟုတ်မင်းကြောက်နေပြီလားဆိုပြီးမိုရီကိုပြောလိုက်ကလင်းစန်းကိုတက်ချင်နေတဲ့မိုရီကတော့စိတ်ထဲကနေငါတို့ကြောင်းမှဟာဖြစ်နေတာမင်းကန်ကောင်းတယ်နော်ဆိုပြီးပြောနေပြီးတော့မင်းပွိုင်းဘလောက်နဲ့စိန်ခေါ်မှလဲဆိုပြီးပြန်မေးလိုက်ကလင်းစန်းက9000ဆိုပြီးပြန်ပြောလိုက်တဲ့အချိန်မှာတော့မိုရီကအရန်နဲ့တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့လင်းစန်းကနဲ့တယ်ဟုတ်လားမင်းကဘလောက်နဲ့မှလက်ခံချင်တာလဲဆိုပြီးပြန်မေးလိုက်တဲ့အချိန်မှာတော့မိုရီကတသိန်းဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့မိုရီနဲ့တိုက်ခိုက်ကြည့်ချင်နေတဲ့သူတွေကတသိန်းဟုတ်လားငါမှာက9000ပဲရှိတယ်နောက်တစ်ယောက်ကလည်းငါမှာလည်း9000ပဲရှိတယ်ဆိုပြီးပြောနေကြကလင်းစန်းကတသိန်းဟုတ်လားမင်းလူကောင်ကတသိန်းတန်လို့လားပွိုင်းတသိန်းဆိုတာဘလောက်လဲမင်းသိလို့လားမင်းတောက်ခွက်လားမပြောင်းနဲ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့မိုရီကလင်းစန်းကိုလူတက်ချင်စိတ်နဲ့စိုက်ကြည့်နေကမင်းနဲ့ငါနဲ့လောင်မလားငါမှရှိတဲ့ point ကြီးမင်းနိုင်ရင်ငါမှရှိတဲ့ point တွေအားလုံးမင်းကိုပေးမယ်ငါနိုင်ရင်ငါမှရှိတဲ့ point အတိုင်းမင်းငါကိုပေးမလားမင်းတက်တိရှိလားဆိုပြီးပြန်စိန်ခေါ်လိုက်တော့လင်းစန်းကကြောက်စိတ်တွေပေါ်လာပါတယ်ဒီလိုနဲ့မိုရီကိုကြည့်နေတဲ့ရှိယူကတော့အန်အောနေကစိတ်ထဲကနေဒီလူတော်လေးဒီတစ်ခါတော်တော်စကားပြောလိုက်တာပဲသူနဲ့လင်းစန်းကြားမှာတခုခုတော့ရှိရမယ်ဆိုပြီးပြောနေပါတယ်လင်းစန်းကလည်းမိုရီစကားကြောင့်စိတ်တွေရှုပ်ထွေးနေကဒီကောင်ပါလို့အဲ့လောက်ယုံကြည်မှုရှိနေရတာလေငါညင်းလိုက်ရင်လည်းတိတ်ခါကြအောင်မယ်ဆိုပြီးတွေးနေကဇောချွေးတွေပါပြန်နေပါတယ်ပြီးတော့ငါလက်ခံတယ်ဆိုပြီးပြောလိုက်ကစိတ်ထဲကနေတော့သူ့လိုလူတစ်လေးမှာကပွိုင်းတွေဘလောက်များများရှိနိုင်မှာမလို့လဲဆိုပြီးပြောနေပါတယ်အဲ့အခြေအနေကိုကြည့်နေတဲ့နတ်ဖျားပိုင်တို့ကအဲ့လိုအယူကောင်တွေကစစ်မြေပြင်မှာဆိုရင်အရင်ဆုံးတင်မဲ့ကောင်ပဲလင်မိုရီကဒန်းချမ်းကြီးကိုရှင်းဖို့လူတွေအများကြီးကိုခေါ်ဝင်ထားတာသူ့မှာအနည်းဆုံးတော့ပွိုင်း3သိန်းလောက်တော့ရှိမှာပဲဆိုပြီးပြောနေကြပါတယ်ဒီလိုနဲ့လင်းစန်းနဲ့မိုရီကစိန်ခေါ်တိုက်ခိုက်တဲ့နေရာကိုရောက်လာကြကတိုက်ခိုက်ဖို့ပြင်နေကြပြီးလင်းစန်းကဘိုင်းလီအဖွဲ့က level 20တမော်ဆရာဖြစ်ပြီးလင်မိုရီကတော့နိုင်ငံချင်းပြည်ရန် level 22ဝိညာဉ်ထိန်းကျောင်းသူဖြစ်ပါတယ်မိုရီတို့ကိုကြည့်နေကြတဲ့တခြားကျောင်းသားတွေကလည်းမိုရီက
record တွေအများကြီးကိုဖျက်ခဲ့တဲ့သူမလားသူငါကိုလည်းရက်ဆက်ကန္နာရဒန်းချမ်းကိုရှင်းဖို့လဲကူညီပေးသေးတယ်သူ့အဲ့ဒန်းချမ်းကိုဝင်တဲ့အချိန်ကျရင် point 4000လောက်ရတယ်သူ့မှာ point တွေအများကြီးရှိနေမှာစိတ်ဝင်စားဖို့တော့ကောင်းလာပြီဆိုပြီးပြောနေကြပါတယ်လင်းဆန်းကလည်းမိုရီကိုထပ်ပြီးတော့မင်းလို့ဘာမှမဟုတ်တဲ့နိုင်ငံချန်ပီယံတွေကငါအတွက်တော့ဘာမှမဟုတ်ဘူးဆိုပြီးအောက်လေတိုက်နေတဲ့အချိန်မှာတော့မိုရီကအေးစစ်စစ်လေးနဲ့မင်းရဲ့ level ကငါထက်နေတဲ့နော်ဆိုပြီးပြန်ပြောလိုက်ခါတော့လင်းဆန်းကပိုစိတ်တူလာကငါကငငယ်လေးကလေးကအစွမ်းရမ်းများလို့ရှာကျင်ချောင်းကိုဝင်ခွင့်ရထားတာကွာမင်းကိုဘာမှမဟုတ်တဲ့ကောင်လူများငါကိုထင်းနေတာလားဆိုပြီးပြန်ပြောလိုက်တဲ့အချိန်မှာတော့မင်း level ကငါထက်နေနေနော်ဆိုပြီးရုတ်တကြီးနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့လင်းဆန်းကိုပိုစိတ်တူလာပြီးမျက်ကြောတွေပါထောင်ကုန်ကမင်းရဲ့အစွမ်းကစွမ်းကျင်စွမ်းမယ်ဒါပေမဲ့မင်းကိုယ်တိုင်ကဘာလုပ်တက်လို့လဲတကယ်တိုက်ပွဲမှာဆိုရင်ကအပန်းရောင်ကြောက်တုံးကိုထုတ်လိုက်ကခွဲပစ်လိုက်တဲ့အချိန်မှာတော့အယူ6စစ်တီကပြန်ပြောက်သွားနေပါတယ်ဒီလိုနဲ့မိုရီကသူ့ရဲ့အစွမ်းကိုပြန်ကြည့်နေကစိတ်ထဲကနေငါရဲ့အယူ6စစ်တီဆင့်ခေါ်တဲ့အစွမ်းကချိတ်ပိတ်ခံလိုက်ရတာပဲငါထပ်ပြီးဆင့်ခေါ်လို့မရတော့ဘူးဆိုပြီးပြောနေကလင်းဆန်းကတော့ငါအစီအစဉ်အောင်မြင်ပြီးဆိုပြီးအော်ရီနေကဒါကဆင့်ခေါ်တဲ့စကေးကိုချိန်ပိတ်တဲ့အဆောင်ပဲမင်းလိုဆင့်ခေါ်တဲ့သူတွေကိုတိုက်ခိုက်ဖို့အထူးလုပ်ထားတဲ့အဆောင်ပဲဆိုပြီးပြောနေပါတယ်အဲ့လိုနဲ့လင်းဆန်းကစပြီးမိုရီကိုတိုက်ခိုက်လာကမင်းရဲ့ဆင့်ခေါ်တဲ့စကေးလဲတုံးမရတော့ဘူးဒီအနီးအနားမှာလည်းဘာအလောင်းကောင်မှမရှိဘူးအခုမင်းနဲ့အမိုက်နဲ့ဘာကွာလဲဆိုပြီးမိုးရွာခြင်းအစွမ်းကိုတုံးနေကကြောက်နေပြီလားမင်းကိုငါဒီနေ့တက်လို့မရဘူးဆိုပေမဲ့မင်းကိုငရဲကြနေတယ်လို့ခံစားရအောင်လုပ်ပြစ်မယ်ဆိုပြီးမင်းဘယ်လောက်ထိခံနိုင်မလဲကြည့်ကြတာပေါ့ဆိုပြီးပြောနေတာကိုမိုရီကလမ်းကြည့်နေပါတယ်အမြင်ကွင်းကိုကြည့်နေကြတဲ့နတ်ဖျားပိုင်တို့ကလည်းအဲလင်းဆန်းကအရေးချင်းရှိပေမဲ့သူတကယ်ကြီးဆင့်ခေါ်တဲ့အစွမ်းကိုချိတ်ပိတ်တဲ့ဟာကိုတုံးလိုက်တာပဲသူ့ပြိုင်ဘက်ကဆင့်ခေါ်တဲ့အစွမ်းနဲ့ကိုအဲ့ချိန်ပိတ်တဲ့ကြောက်တုံးကလည်းအလဲလက်အဆင့်ဆိုတော့ငါတို့မှယူသွားခွင့်မပြုထားတာတယောက်ကသူ့အနောက်မှာရှိနေမယ်ထင်တယ်ဆိုပြီးပြောနေကြတဲ့အချိန်မှာတော့နတ်ဖျားပိုင်ကစောင့်ကြည့်လိုက်ကြပါအောင်ဆိုပြီးပြန်ပြောနေပါတယ်တိုက်ပွဲကွင်းထဲမှာတော့မိုရီကလင်းဆန်းတိုက်ခိုက်လိုက်တဲ့မိမော်အစွမ်းကိုသူ့ရဲ့အယိုး6အကာကွင်းနဲ့လမ်းကနေကလင်းဆန်းကတော့မင်းရဲ့ level က20ကျော်တော့ကောမင်းပါလုံနိုင်သေးလဲဆိုပြီးပြောနေကမိုရီကိုမိမော်နဲ့တိုက်ခိုက်ပြီးပျော်ရွှင်နေကငါရဲ့မိအစွမ်းကဘယ်လိုလဲခံစားလို့ကောင်းရဲ့လားဆိုပြီးပြောနေတဲ့အချိန်မှာမိုရီကတော့သူ့ရဲ့အယိုး6ကာကွယ်ကြောင့်ဘာမှမဖြစ်နေတာကိုမြင်သွားတဲ့လင်းဆန်းကတော့ဘလို့ဖြစ်နိုင်မှာလဲငါရဲ့အစွမ်းတွေကဒီကောင်းအပေါ်မှာမထိရောက်ဘူးလားမဖြစ်နိုင်ဘူးဆိုပြီးမိမော်ကောရေခဲမော်တွေကောသုံးနေကတေဆန်းဆိုပြီးအော်နေပါတယ်ဒီလိုနဲ့မိုရီကိုအစွမ်းပေါင်းစုံနဲ့တိုက်ခိုက်နေကမိုရီကတော့ဘာမှမဖြစ်နေပဲဒါမင်းတက်တာအကုန်ပဲလားမင်းရဲ့အစွမ်းတွေအရန်အားနဲ့လုံးနေဆိုပြီးပြောလိုက်ကလင်းဆန်းကိုဝိညာဉ်မီတောက်စကေးလန်းသုံးလိုက်ပါတယ်ဒန်ဂျန်ဘော့စ်တွေတောင်မခံစားနိုင်တဲ့ဝိညာဉ်မီတောက်စကေးကိုလင်းဆန်းအပေါ်မှာတုံးလိုက်တဲ့အချိန်မှာတော့လင်းဆန်းကဘလို့မှမခံစားနိုင်ပဲမျက်လုံးပစက်တွေကနေသွေးတွေထွက်လာနေပါတယ်။အဲ့အချိန်မှာကုသရေးမော်ဆရာကချက်ချင်းရောက်လာကလင်းဆန်းကိုကုသပေးနေပြီးဒီရက်တိုက်ခိုက်ဖို့လုပ်ပေးထားတဲ့နေရာကြောင့်သာမဟုတ်ရင်ဒီကောင်သေးနေလောက်ပြီးဆိုပြီးပြောနေပါတယ်။မိုရီတို့ရဲ့တိုက်ပွဲကိုကြည့်နေကြတဲ့ចောင်းသားတွေကလည်းဒီလိုတန်းပြီးသွားတာလားငါမြင်တာတော့စီနီယာចောင်းသားကဘာမှမလုပ်နိုင်ပဲရှုံးသွားတာပဲပြီးရင်သူ့ရဲ့အစွမ်းတွေကဘာတန်းမေးမှလည်းမထိရောက်ဘူးဆိုပြီးပြောနေကြပါတယ်အဲ့ချိန်မှာပဲမိုရီကလဲကျနေတဲ့လင်းဆန်းနာကိုဖြည်းဖြည်းချင်းသွားနေခါတော့လင်းဆန်းကငါနားမလာနဲ့ဆိုပြီးလမ်းအော်နေကမိုရီကတော့မင်းရှုံးပြီးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့လင်းဆန်းကဟုတ်ပြီးငါမင်းကို point တွေပေးမယ်ငါသာအသက်ရှင်နိုင်မယ်ဆိုရင်အဲ့ point တွေကဘာလို့ရမှာလဲဆိုပြီးပြောနေတဲ့အချိန်မှာပဲဆရာတယောက်ကရောက်လာကဒီပြိုင်ပွဲမှာလင်မိုရီနိုင်တဲ့ရှင်ပြိုင်သူနှစ်ယောက်ရဲ့သဘောတူညီမှုအရလင်းဆန်းကလင်မိုရီကို point 3,58,000ပေးရပါမယ်ဆိုပြီးပြောလိုက်ခါတော့လင်းဆန်းကဆရာကိုသူဘာပြောလိုက်တာလဲဆိုတဲ့ရုပ်နဲ့လမ်းကြည့်နေပါတယ်ပြီးတော့ကြားလိုက်ရတဲ့စကားကိုမယုံနိုင်ပဲစိတ်နဲ့ကိုယ်နဲ့မကပ်နိုင်ပဲဖြစ်သွားပါတယ်ဒီလိုနဲ့လင်းဆန်းကအဲ့ဒါဘလို့ဖြစ်နိုင်မှာလဲသူဒီเจ้าကိုရောက်တာမှရနေနေပဲရှိသေးတာလေးတခုခုမားနေတာဖြစ်ရမယ်ဆိုပြီးအော်ပြောနေခါတော့ဆရာကလင်းဆန်းကိုစိုက်ကြည့်လိုက်ကလင်းဆန်းမင်းကားငါးကိုလိန်ပြောနေတယ်လို့ပြောတာလားဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့လင်းဆန်းကမဟုတ်ပါဘူးဆရာလို့ပြောလိုက်ကဆရာကမင်း point တွေပေးဖို့ပြင်ထားဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာလင်းဆန်းကကျွန်တော်မှအဲ့လောက် point တွေအများကြီးမရှိပါဘူးဆိုပြီးဒူးထောက်နေပါတယ်အဲ့ချိန်မှာဆရာကမင်းမရှိတဲ့3,18,000ကိုမိုရီကအခုလွဲပေးလိုက်ကြတဲ့ point တွေကိုကတခြားသူတွေနားကနေချီတာပဲဖြစ်ဖြစ်မင်းဘလို့ပဲလှုပ်နှုတ်ဝက်အတွင်းပြန်ပေးရမယ်မဟုတ်ရင်တော့မင်းကိုငါတို့เจ้าကနေထုတ်ပြရလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့မိုရီကလဲကျနေတဲ့လင်းဆန်းရဲ့ဘေးနားကနေဖြည်းဖြည်းချင်းဖြတ်ပြီးသွားလိုက်ပါတယ်ဒီလိုနဲ့ရှိယူကမိုရီဘေးနားကိုရောက်လာကနင်ဘလို့ဖြစ်လို့အဲ့လောက်အထိတတ်မှနေတာလဲနင်ငါကိုဒန်းချမ်းဝင်ဖို့ကူပေးလို့ရမလားဆိုပြီးမေးလာခါတော့မိုရီကအင်းပါဟုတ်ပါပြီဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာပဲနက်ဖျားပိုင်ကနေဖုန်းခေါ်လာကငါတို့တနာရီအတွင်းထွက်မယ်ဆိုပြီးပြောလာခါတော့မိုရီကစိတ်ထဲကနေဟုတ်တာပဲနက်ဖျားပိုင်ကကိုလူတစ်ကြိုဆိုပွဲပြီးရင်တိုက်ပွဲစစ်မြေပြင်ကိုခေါ်သွားပေးမယ်ဆိုပြီးပြောထားတာပဲလို့တွေးနေပါတယ်
ဒီနေရာလေးမှာပဲချက်ပရာတစ်ခုထပ်ပြသွားပါတယ်ခင်ဗျအခုလိုကြည့်ရှုအားပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ပိုင်းတွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးပါဦးနော်အဆင်ပြေမဲ့ဆိုရင်ကျွန်တော်ကို like နဲ့ subscribe လေးလည်းလုပ်ပေးသွားကြပါဦးခင်ဗျ comment လေးတွေလည်းကိုကြိုက်တဲ့ comment လေးတွေပေးသွားလို့ရပါတယ်ခင်ဗျ